ဒီမှာကာလာဆွဲနေရှိတဲ့အဲ့တော့ကာလာဆွဲနေရတော့ပြောပါကာလာဆိုကာလာကိုသွားပြီးတော့ကာလာထဲမှာသွားပြီးတော့အမှဟောပြလို့ရတယ်ဒီမှာခုနပြောလို့သူ့ background နေအောင်သွားဒီက background နေအောင်သွားအဲ့တော့ပြီးရင်ဒီအဲ့ကောင်ကိုကာလာနေအောင်သွားပြီးတော့ဒီ background နေအောင်သွားပြီးတော့ဒီ background နေအောင်သွားပြီးတော့ background နေအောင်သွားပြီးတော့ background မှာကိုချက်တဲ့ရောင်ကာလာတစ်ခုကိုမှာဝါရောင်လေးဆိုရင်သူရှုပ်ရတာရောအဆင်မပြေဘူးလားဝါရောင်ကိုချက်တဲ့ရောင်တစ်ခုကိုလောက်ကြည့်လေးကကိုချက်တဲ့ဟိုပေါက်ထည့်လိုက်အဲ့တော့ကောင်းဝါရောင်ဒီမှာဆိုအဲ့ဒါသူ့ကိုထားလိုက်သူ့ကိုဟွာလောက်ထည့်လိုက်80လောက်80လောက်ထားလိုက်အောင်လောက်ဆိုပြီးရင်ဒီဟွာမှာ stock မှာဒီ shadow နေရာမှာ background ပြီးတော့အဲ့ background မှာဒီradius ကိုဟိုထားရင်လို့ပြန်ညှိကြည့်လိုက်90ထားတာခုန opacity သူ့ခါနေတော့စားဘာလို့ underline ဝင်သွားအောင်လဲအခုအဲ့လိုပါအဲ့ကတကယ်ဖြစ်တယ်အဲ့တော့ခုန background နေအောင်တော့ပြီးတော့ radius ကိုတန်းထားအောင်90ပြီးရင်ဒီလောက်လေးထားလိုက်မယ်ပြီးရင်ဒီမှာ 1 button က1 button လောက်တော့ okay ရပြီလောက်ထားလိုက်မယ်ပြီးပြီဆိုရင်ကို play ကြည့်လိုက်ဒီဟွာတွေ effect တွေပါမထည့်လို့ထည့်ရင်ဒီမှာလာတဲ့ filter မှာလာထည့်ကိုကြက်တဲ့ပုံလားပြီးပြီဆိုလို့ရှိရင်ဒီလောက်တော့ဒီ click ခဏဖြုတ်မယ်ရှည်တော့မှာဆိုတော့အဲ့တော့ဘယ်လိုလဲဆိုတော့လာပြီးအတန်သွားမယ် music ကိုသွားကိုကြိုက်တဲ့ဟာကိုဒါနဲ့မှဒီဘောဟာတွေကတော့ copyright မငြိနိုင် blog ဆိုတော့ဘာရှိတော့ဟိုမှာ wall ဆိုတော့audio ပြောင်းဖို့တော့ audio clip တစ်ချက်နှိပ်ပြီးရင်ဒီမှာ audio clip မပြီးသေးဘူးလားအဲ့ဟိုဒီ indicator လေးကိုလိုချင်တဲ့လောက်နေအောင်လာရွှေ့ထားပြီးဆိုရင်သူ့ကို select ပေးပြီး click နှိပ်လိုက်နှိမ်ပြတ်သွားပြီဆိုရင်သူ delete နှိပ်လိုက်ပြီးရင်ဒီကောင်ဒီဘက်ကြီးဆွဲပြလိုက်အဲ့တော့အတန်စလာတဲ့နေရာလေးလောဆယ်ဒါဒီလောက်ပဲရင်လောက်လိုက်မယ်ဘာလို့လဲဆိုတော့တဖြည်းဖြည်းတော့မယ်ဟိုတစ်ဆင်ချင်းဖြည်းဖြည်းချင်းလောက်သွားရင်10မိနစ်လောက်တော့ကြာသွားမလားမသိဒါကိုဘယ်လောက်ရှိနေတော့မသိအဲ့တော့ခုနကတင်လောက်တယ်နောက်ဗီဒီယိုတစ်ခုမှဒီဟို clip တွေကြားတယ် effect ထဲမှာ transition လိုက်ထည့်တော့မှာပြီးပြီဆိုရင်အဲ့တော့ export နှိပ်လိုက်သူက export audio only တဲ့ဒီဟာကိုတွားပြီးတော့ဖွင့်ပေးလိုက်တာနဲ့ export audio only ဖြစ်သွားမှာအဲ့တော့ဒီတိုင်းဒါဒီမှာဒါ manual သွားမယ်ဆိုပြီးတော့လုံးတော့ဘာမှလုပ်စရာမလိုအဲ့တော့ file size က 73.63 MB ရှိတယ်ဆိုသေးပါပဲအဲ့တော့ export နှိပ်မယ် export ထုတ်မယ်ဆိုရင်ဒီမှာ export နှိပ်လိုက်မယ်ခဏစောင့်ပေးလိုက်ပြီးရင်ရသွားပြီပြီးရင်ဒီမှာ dear user ဆိုတော့ဘာမှလုပ်စရာမလိုပြီးသွားပြီဆိုလို့ရှိရင်ဒီ down ကိုနှိပ်လိုက်ရင်ဒါဆိုရသွားပါပြီကိုလက်ရှိ project လည်းဒီထဲမှာဒီမှာကိုလုပ်ထားတဲ့ project တွေအောက်မှာတန်းစီနေတဲ့ဟာပြန်ပေါ်လာတယ်เนาะအဆင်ပြေမယ်လို့ထင်ပါတယ်